အားလုံးပဲမင်္ဂလာပါအောင်ချမ်းမဲဘုံမှာပြန်လည်ပြီးတော့ကြိုဆိုပါရအောင်ချမ်းမဲညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့ဖေဖော်ဝါရီ16ရက်တနင်္လာနေ့ည9:55မှာကမဲ့ကကလီယာဒီလက်ချီကကလီယာဒီ level 60ကျော်နှလုံးပေါင်း30ကကလီယာဒီကလက်ရှိအချိန်မှာအင်္ဂွင်းရလက်ကောက်နဲ့အသင်ဖြစ်တဲ့အင်္ဂွင်းပွဲဆိုရင်နိုင်ပွဲစနစ်တာတွေ့ရတယ်ကကလီယာဒီရဲ့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးထားတယ်လက်ချီကတော့တန်းစင်းစုံနာကပ်နေတယ်တန်းစင်းစုံအန်ရရှိနေတယ်လက်ချီရဲ့နောက်ဆုံး5ပွဲမှာ3ပွဲရှုံး2ပွဲတည်2ပွဲနိုင်ထားတယ်ရလက်တွေစိုးနေတာတွေ့ရတယ်တမ်ပစင်ရဖို့ရုံအားနဲ့လက်ချီလက်ကိုရသွားနိုင်တယ်ဒါကြောင့်မို့ကကလီယာရီဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ညနေနိုင်ခွဲမှာကမဲ့ဂီရိုနာဘာစီလိုနာတလုံး90ရှုံးလေးလုံးပေါင်း90ဂီရိုနာကအခုနောက်ပိုင်းပွဲတွေမှာရှုံးပွဲနည်းလာတယ်အိုင်ဝန်ဆိုင်ပြီးတော့ကစားနေတာဖြစ်တယ်တန်းစင်းစုံအန်ရကလည်းရှိနေသေးတယ်လက်ရှိဂီရိုနာက26မှာအောက်က9သင်းနဲ့အမှတ်မကွာဟာဘူးဂီရိုနာရဲ့လာလီဂါနောက်ဆုံး3ပွဲမှာတပွဲရှုံး2ပွဲတည်ကြထားတယ်ရလက်တွေမကောင်းထားဘူးလူနာကလည်းလက်ရှိ9ယောက်ရှိနေတယ်ဇီယာတွေမှာဥဆောင်နေတဲ့ဘာစီလိုနာကတော့တိုက်စစ်ပိုင်းက9ရတယ်ခက်စစ်ပိုင်းက9တွေပြန်ပေးနေရတယ်ဘာစီလိုနာကတော့လာလီဂါနောက်ဆုံး3ပွဲလုံးနိုင်ထားတယ်ဒီနှစ်သင်းကနောက်ဆုံး9ချိန်မှာ9ချိန်လုံး3ဂိုးထက်ရှိထားတယ်အခုဒီချိန်မှာလည်းအပြန်လုံသွင်းဂိုးတွေမြင်ရလိမ့်မယ်လို့ယူဆပြီးတော့ဘာစီလိုနာဘော်ဒီနဲ့ဂိုးပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ညနာလိုက်ခွင့်မှာကမဲ့ကိုပင်ထတီမက်တယ်ဘရော့ကိုပင်ထတီ level 30ကျုံ3လုံးပေါင်း50ကိုပင်ထတီကတော့အစောပိုင်းကဇီယာထိကနေပြီးတော့အောက်ကအသင်းတွေကိုအမှတ်တွေအများကြီးဖြတ်ထားနိုင်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ချစ်စွမ်းမတီမငြင်းဖြစ်ပြီးတော့စစ်တပ်ရက်လက်တွေဆိုးပြီးတော့အခုဆိုရင်အဆင့်နဲ့ရောက်သွားရတယ်ပရမကျော့အဝေးကွင်းမှာတော့ကိုပင်ထတီက4ဂိုး2ဂိုးနဲ့နိုင်ထားတယ်မက်တယ်ဘရော့ကတော့နှစ်မှတ်အသာနဲ့ဇီယာထိမှာဥဆောင်နေတယ်မက်တယ်ဘရော့ရဲ့အခုနောက်ပိုင်းပွဲတွေမှာချစ်စွမ်းပြပြီးရက်လက်တွေကောင်းနေတယ်ဒီနေ့သင်းကနောက်ဆုံး5ပွဲမှာ4ပွဲက3ဂိုးထက်ရှိထားတယ်ဒီချိန်မှာလည်းအပြန်လန်သွင်းဂိုးတွေမြင်လိမ့်မယ်လို့ယူဆတဲ့ဂိုးပေါ်ပဲရွေးချယ်ပါတယ်အကြိုက်ချက်မဲ့တွင်ဘက်ကံပြီးတော့ကစားပါကျွန်တော်ညီကိုများတို့အကောင်းဆုံးဖြစ်နိုင်မဲ့ရက်လက်များကိုခံမှန်းပြီးတော့ရွေးချယ်ပေးလိုက်ပါတယ်အားလုံးကံကောင်းကြပါစေ